မိတ်ဆွေအလောက်ရှာနေရလားဒါမှမဟုတ်လက်ရှိအလောက်ထက်လက်စားပိုကောင်းတဲ့အလောက်ကိုလိုချင်တာလားအဲ့လိုဆိုရင်တော့အလောက်တင်ပိုင်းအနေနဲ့ဆိုရင်ရှစ်တဲ့ကျန်းကျင်သူအနေနဲ့ဆိုရင်လစား15သိန်းထိရမယ်ထဲကျုပ်စက်ရုံကြီးမှာအလောက်ခေါ်နေပြီဆိုတာကိုသိပြီးကြပြီလားဟုတ်ပါရဲ့ရှင်အထဲကျုပ်စက်ရုံကြီးမှာလောက်ခံမှုရအတက်ကိုမှအမျိုးသမီးဝင်တဲ့အယောက်20ဦးကုန်ထားတာပါလက်စားလေးအနေနဲ့ကလည်းပညာသင်ပိုင်းအနေနဲ့ဆိုရင်8သိန်းလောက်ကနေစပြီးရရှိမှာဖြစ်ပြီးတော့မော်တာချုပ်ကိုကြွကြွကြည်ကျင်ချုပ်တတ်တယ်ဆိုရင်တော့လစား15သိန်းဝန်းကျင်ထိရရှိမှာဖြစ်ပါတယ်နေစရာစားစရာအတွက်လည်းဘာမှပူပင်စရာမလိုပါဘူးစိတ်ရုံဘက်ကနေပြီးတော့အကုန်လုံးကိုစရိတ်အငိမ့်ပေးထားပါရဲ့ရှင်အသက်အရွယ်လေးတော့ကန့်သက်ထားပါတယ်29ကနေပြီးတော့40အတွင်းတော့ဖြစ်ရပါမယ်မပုံနေမူရင်းလေးနဲ့စမက်ကလေးတော့ပါရှိရပါမယ်ရှင်အလောက်ကလည်းအင်တာဗျူးစရာမလိုပဲနဲ့နေချင်းတန်းခန့်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဝတ်စားအထုပ်ပိုးနဲ့တခါတည်းလာခဲ့လိုက်လို့ရပါတယ်ဒီလုပ်ငန်းလေးကိုစိတ်ဝင်စားလို့အသေးစိတ်လေးကိုဆက်လက်မေးမြန်းချင်တယ်ဆိုရင်တော့ဖုန်းနံပါတ်လေးက3996369930ကိုလည်းဆက်သွယ်ပြီးတော့မေးမြန်းလို့ရတယ်ဒီလိုမှမဟုတ်ဘဲနဲ့ဖုန်းမဆက်ချင်မနဲ့ပေါ့နော် online ကနေတစ်ဆင့်မေးမြန်းချင်တယ်ဆိုရင်တော့ online ဖုန်းနံပါတ်လေးကချွေးရဲ့ဖုန်းနံပါတ်လေးဖြစ်တဲ့399453309395 Viber လေးကိုလည်းဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်ဒီလိုမှမဟုတ်ဘဲရုံးကိုလူကိုယ်တိုင်လေးလာလျှောက်ချင်ရင်တော့ရုံးလိပ်စာလေးက85လမ်း3132မှာရုံးလေးရှိပါရဲ့ရှင်ရုံးကိုလည်းလူကိုယ်တိုင်လေးလာဆိုတော့မေးမြန်းလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်